ပြင်နေပဲရှောက်သွားနေအိမ်မှာထမင်းမစားဘူးလားဆိုလို့ဒီနေ့တော့အိမ်မှာထမင်းစားပြီဒါကတော့ဗာနဲ့တွဲစားလိုက်တဲ့ပစုံချိုချောင်းငပြားရေးကြော်လေးစီတန်းတန်းနဲ့ချက်တဲ့အိမ်ချက်လက်ရလေးလွမ်းနေရအခုလိုစားလိုက်ရတော့ရုတ်တရက်အမေအိမ်ပြန်ရောက်သွားသလိုပဲအိမ်မှာထမင်းစားရဲဆိုပေမဲ့လည်းဒီဟင်းတွေကနှင်းဝစ်ချက်ထားရတော့မဟုတ်ပါဘူးဝမ်းမကျော်ဆိုလဲလုံးစိန်လေးဆိုတဲ့တစိမ့်ကနေပြီးတော့မှားထားတာဒီတစိမ့်ကိုသဘောကျတာတခုပြပြမဲ့သိလား तू ကလေကြက်တုံငရုတ်သီးတို့ကွာတက်စီခွဲထုတ်ထားတာအဆက်မစားနိုင်တဲ့သူကြက်တုံမကြိုက်တဲ့သူတွေအတွက်ဆိုဖဲစားစရာမလိုတာတော့တော်တော်အဆင်ပြေတယ်ကျမွားကျော်ဆိုရင်လည်းအဲ့တိုင်းလေးပဲထုတ်ပေးထားတာကိုစားချင်မှသာအကုန်လုံးကိုရောနေပြီးစားလိုက်ရုံပဲထမင်းဝိုင်းမှာတခြားစားစရာဟင်းတွေအများကြီးရှိနေလဲဝက်ဥချောင်းကြိုက်တဲ့သူတွေအတွက်တော့ပလောဝက်ဥချောင်းလေးထည့်စားလိုက်ရမှာပိုပြည့်စုံတာလုံးစိန်လေးရဲ့ပစုံအချိုချောင်းငပြားကြီးကြောကတော့ share ပဲတခြားဟင်းမပါဘဲနဲ့ထမင်းပူပူလေးနဲ့စားရင်တော့ထမင်းနှစ်ပတ်ကန်လောက်အသာလေးဝင်ပါဒါကတော့ငရမ်းကြောက်မီးပုတ်လေးစီစိန်မိစားရင်လည်းကောင်းတယ်လို့ကျမကတော့စီစိန်စားရတာမကြိုက်ဘူးဒီတိုင်းလေးပဲစားရတာကြိုက်တယ်စားကောင်းကောင်းနဲ့စားလာလိုက်တာထမင်းတွေတောင်ထပ်ထည့်နေရပြီတကောင်2ညရီ3ရက်လောက်ခွဲဝါရမယ်ဒီလို share ပစုံကြောက်အကိတ်ကြီးတွေကိုလည်းလုံးစိန်လေးကနေမှမှားထားတယ်အမေဖွက်ထားတဲ့ပစုံကြောက်တွေအရင်လိုခိုးမစားတော့ကိုယ့်ဘက်တာဝယ်စားနေပြီတလက်စားတဲ့ငါးမို့ကျော်လေးပါအိမ်မှာကိုယ်တိုင်ကြော်စားဖို့မှားထားတယ်ယူတော့လည်းကိုလိုပဲအချုံမုံမပါပဲစီတန်းတန်းနဲ့ချက်တဲ့အိမ်ချက်လက်ရလေးတွေစားခြင်းလုံးစိန်လေးကနေမှားစားကြည့်တခုချင်းစီကိုပါကင်ရလဲတိတ်ချထုတ်ပိုးထားတော့နေဝေးပို့မယ်ဆိုရင်လည်းအဆင်ပြေတယ်နောက်နေ့မှာပစုံကြောက်အကိတ်ကြီးတွေနဲ့ထမင်းထပ်စားပြအောင်မယ်စောင်းနေကြည့်ပေးလို့ကျေးဇူးပါ bye